တို့လက်ချင်းမလားလက်ချင်းနေပါဦးလေးလေးပါဘာလို့အစီအကံရှင်းတာသိတယ်နော်သူရဒီရှင်တော်ကြီးကောင်းကောင်းကောင်းပြီးတော့ဟုတ်တယ်ဟုတ်တယ်ကိုပြည့်နေတော့တမန်သိကြီးရောက်ပြီတိဖို့ဟိုဒီကပြန်နေလားဘာရတယ်ဘာလဲအမေဆိုကြည့်ရနော်သူတို့အတိုင်းရေသူတို့မမေးပါနဲ့နော်သူတို့မမေးပါနဲ့ဟုတ်ကဲ့မေးဆိုတဲ့တော့မဖက်အမေဆိုစီးရအောင်နော်ဘယ်နာပြီမေးဆိုတဲ့တိုင်တော့မယ်ဒါခေါင်းလည်းပေါင်းလို့တော့ပေါင်းပြီနော်ကျန်တယ်ကျန်တယ်ဟောတီဘိုးကဒီနင်နာနဲ့ကတာအခုရောက်နေတာမဟုတ်ဘူးလေနောက်ဆုံးရက်လေးလေဘိုးကဟုတ်တယ်အဲ့လိုလိုဟောတက်ခါလိုက်မောင်လေးသူစင်းချင်းနေဟောလေမှားကြတယ်ကျွန်တော်တို့အသိနေရတယ်တော့အစီကမဖောင်းနေကျဲတော့ကိုသိနေရအောင်နော်ဒီလားဟုတ်တယ်လေတော့ကြည့်တော့ဘာလေးဒီကချစ်ဖို့အတော့ရောက်မှနိုင်တာတော့မရှင်လေးလေးလို့လိုက်လို့မောင်လေးပြောင်းပြောဟုတ်လားဒီတိုင်းမှာမသိဘူးလားဒီလိုကတာဆက်စမေပေါ့မေတော့မေတော့ဘာလို့ယူခဲလိုက်တယ်ကလေးကြီးတွေတော့ကပြောတာခဏမျိုးမသိလို့ပြောမှာဘူးပဲအုပ်စုကဘာလို့ဖွင့်ရတဲ့အုပ်စုဟုတ်တယ်သူကြီးပဲထားလိုက်တယ်ဟုတ်ဒီမင်းပဲသိမှာလားမသိဘူးလားတိတ်တားနေတယ်ကတော့တိတ်ပဲမေဆိုတကယ်သိပါတော့ဘယ်လိုပြောအောင်ဒီမှာတကယ်သိပါတော့သိကြတော့တကယ်သိပါဒီကြီးတွေပဲပြီးတာသိမှုရည်ကြီးလုံးလေးနေနော်မိုးလေးနေအဲ့တော့တခါတော့မသိချင်နော်တကယ်သိမှုရည်ကြီးသိပြီနော်ဟုတ်ပြီရောမလို့ပြောတော့တော့ပြီနော်သိတယ်တော်တော်အရွက်တန်တဲ့ကြီးတွေပြည့်တယ်သိတာ